ထိုင်းကျေးလက်ဒေသများတွင်အမှန်တကယ်ရှိသည်ဟုယုံကြည်ကြသည့်ခေါင်းနှင့်ဦးများသာရှိသောခရုစုဦးဆွဲတရဲမှအကြောင်းဖြစ်သည်ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းကဝေးလံတဲ့ရွာလေးတစ်ရွာမှာဆိုင်းဆိုတဲ့လှပပြီးအေးဆေးတဲ့မိန်းကလေးတစ်ယောက်ရှိခဲ့ပါတယ်သူမဟာနေ့ဘက်မှာတော့ရွာသားတွေနဲ့အတူပုံမှန်အတိုင်းအလုပ်လုပ်ကင်တတ်ပေမဲ့ညဘက်ဆိုရင်တော့ဘယ်သူနဲ့မှမတွေ့ပဲသူမရဲ့အိမ်လေးထဲမှာပဲအမြဲအောင်းနေတတ်ပါတယ်ထိုင်းနိုင်ငံမြောက်ပိုင်းရှိတောအုပ်နှင့်နီးစပ်သောလေတောရွာလေးတစ်ရွာရှိလတာသောညများတွင်လေကွင်းများပေါ်၌စိမ့်ဖြော့ဖြော့အလင်းတန်းတစ်ခုလွင်မျောနေသည်ကိုရွာသားများတွေ့ရှိကြသည်ထိုအလင်းမှာအခြားမဟုတ်နေ့ဘက်တွင်တာမန်လှပသောမိန်းကလေးတစ်ဦးဖြစ်တော်လဲညဘက်တွင်ခန္ဓာကိုယ်မှခေါင်းနှင့်ဦးများတီးတန့်ထွက်ကာသွေးစိမ့်ရှင်စိမ့်ရှာဖွေစားတောက်တတ်သောခရရှုပင်ဖြစ်သည်ထူးဆန်းသောညများလက်ွယ်ညတွေရောက်တိုင်းရွာထဲကကျွဲနွားတွေဟာအကြောင်းရင်းမရှိဘဲတေဆုံးနေတတ်ပြီးသူတို့ရဲ့ဝမ်းပိုက်တွေဟာတစ်ခုခုကဆွဲထုတ်စားတောက်ထားသလိုဟာလာဟင်းလင်းဖြစ်နေတတ်ပါတယ်ရွာသားတွေဟာခရုဆူးရှိနေပြီဆိုတာသိလိုက်ကြပါပြီညတကောင်ရဲ့အချိန်တစ်ခုမှာဆိုင်းရဲ့အိမ်ထဲကနေထူးဆန်းတဲ့အတန်တွေထွက်ပေါ်လာပါတယ်သူမဟာအိယာပေါ်မှာလဲလျောင်းနေရင်ခန္ဓာကိုယ်ကနေခေါင်းဟာတဖြည်းဖြည်းချင်းကွာထွက်လာပါတယ်ခေါင်းနဲ့အတူနှလုံးအဆုပ်နဲ့ဦးလန်းကြောင်းတွေဟာလည်းသွေးဆက်လက်နဲ့ပါလာခဲ့ပါတယ်အမဲလိုက်ခြင်းခေါင်းနဲ့ဦးတွေဟာလေထဲမှာတုန်ခါနေပြီးသူမရဲ့လက်ဘင်းကနေစိမ့်ဖြော့ဖြော့အလင်းတန်းတစ်ခုတောက်ပလာပါတယ်သူမဟာပြတင်းပေါက်ကနေတဆင့်တိတ်တဆိတ်ပြန်တန်းထွက်ခွာသွားပြီးလေကွင်းပြင်တွေပေါ်မှာအစာရှာထွက်ပါတော့တယ်ညမောင်မောင်မှာပြန်တန်းနေတဲ့ထိုလင်းတန်းကိုရွာသားအချို့တွေ့လိုက်ရတဲ့အခါဟိုမှာကြည်စမ်းအလင်းတန်းကဟိုဘက်လေကွင်းထဲကိုဆင်းသွားပြီးရွာသားတွေဟာမီးတုပ်တွေကိုစီနဲ့လိုက်လံဖမ်းဆီးဖို့ကြိုးစားကြပါတယ်ဒါပေမဲ့ crash ဟာလျင်မြန်လွန်းလာတယ်လို့သူမရဲ့မျက်နှာဟာလည်းသွေးတွေနဲ့ရစရာမရှိအောင်ကြောက်မက်ဖွယ်ကောင်းနေပါတယ်မနက်ခင်းဤတဲလွန်စနေအောင်ကြီးမထွက်ခင်မှာဆိုင်းဟာသူမရဲ့ခန္ဓာကိုယ်ရှိရာကိုအမြန်ပြန်လာပြီးခေါင်းနဲ့ကိုယ်ကိုပြန်လဲဆက်ရပါတယ်ဒါပေမဲ့သူမရဲ့နှာခမ်းတွေမှာတော့သွေးလိမ့်လိမ့်နဲ့သူမဟာသွေးတွေကိုတုပ်ဖို့အတွက်အိမ်ရှိကအဝတ်လန်းတန်းမှာလှမ်းထားတဲ့အဝတ်တွေနဲ့တုပ်ပစ်လိုက်ပါတယ်နောက်တနေ့မနက်မှာရွာသားတွေဟာအဝတ်လန်းတန်းတွေမှာထူးဆန်းတဲ့သွေးကွက်တွေကိုတွေ့လိုက်ရတဲ့အခါဆိုင်းကိုတန်တရားဝင်လာကြပါတယ်ခရုစုကိုဖမ်းဖို့အတွက်ရွာသားတွေဟာအိမ်အောက်မှာစုခတ်တွေဖြန့်ထားဖို့ပြင်ဆင်ကြပါတော့တယ်အเจ้าမှာခရုစုရဲ့ဦးတွေဟာစုခတ်တွေနဲ့ညှိရင်ပြန်မထွက်နိုင်တော့လို့ပဲဖြစ်ပါတယ်